စာသင်ခန်းထဲကကောင်းလေးကပ္ပဖလားရဲ့ဂိုးသွင်းသူဖြစ်လာတဲ့နေ့2022ခုနှစ်စပိန်နိုင်ငံကစာသင်ခန်းတစ်ခုထဲမှာအသက်15နှစ်အရွယ်ကောင်းလေးတစ်ယောက်ကစာသင်နေတယ်။အတန်းချိန်ပြီးရင်ဘောလုံးလေ့ကျင့်မယ်။အိမ်ပြန်ရောက်ရင်စာလုပ်မယ်။ World Cup ပွဲတွေကို TV ကနေကြည့်နေရင်လည်းတနေ့တော့ဒီကွင်းထဲမှာငါလည်းကစားမယ်ဆိုတဲ့အိမ်မက်ကိုပဲရင်ထဲမှာတင်ထားခဲ့တယ်။အဲ့ဒီအချိန်မှာသူကကမ္ဘာကျော်စူပါစတာမဟုတ်သေးဘူး။တန်းမောင်းများစွာသောပရိသတ်တွေမတိချသေးတဲ့တာမန်ချောင်းသားလေးတစ်ယောက်ပဲဒါပေမဲ့၄နှစ်အကြာ2026 World Cup မှာတော့အဲ့ဒီချောင်းသားလေးကစပိန်ရဲ့အဓိကတိုက်စစ်လက်နက်ဖြစ်လာပြီးတော့ကမ္ဘာဖလားစင်မြင့်ပေါ်မှာဂိုးသွင်းနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူကတော့ Lamine Yamal အသက်15နှစ်မှာစာအုပ်ကန်ခဲ့တဲ့လက်တွေကအသက်18နှစ်မှာတော့ World Cup မှာဂိုးသွင်းပြီးတော့သမိုင်းတွေကိုရေးသားနေခဲ့ပါပြီအိမ်မက်တွေကဝေးလံလို့နေလို့ထင်ရပေမဲ့နေ့တိုင်းစူးစမ်းနေသူတယောက်အတွက်ကတော့အချိန်ကအကောင်းဆုံးဖို့ပါပဲ2022ခုနှစ်မှာစာသင်ခန်းနေရာကျောင်းသား2026ခုနှစ်မှာတော့ကမ္ဘာဖလားရဲ့ဂိုးသွင်းသူတချို့ပုံမြင်တွေကရုပ်ရှင်ထက်တောင်ပိုလှလို့နေပါတယ်